Hello အားလုံးပဲမင်္ဂလာပါHello အားလုံးပဲမင်္ဂလာပါကျွန်တော် Digital Knowledge Page လေးပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ပြောပြပေးသွားမယ့်အကြောင်းအရာလေးကတော့ကိုယ့်ရဲ့ Facebook Page နာမည်ဘယ်လိုမျိုးရှင်းရမလဲဆိုတာကိုပြောပြပေးသွားမှာပါခင်ဗျကိုယ့်ရဲ့ Facebook Page နာမည်ရှင်းနေတာပဲဖြစ်ကိုယ့်ရဲ့ Facebook Account နာမည်ရှင်းနေတာပဲဖြစ်ရရှောက်တဲ့စောင့်ကြမလို့ပဲတခါလေးရှင်းလို့ရမယ့်နည်းလမ်းလေးပဲဖြစ်ပါတယ်ခင်ဗျကျွန်တော်ရဲ့ page လေး like and follow လေးမလုပ်ရသေးတယ် like and follow လေးလုပ်ပေးခဲ့ကြပါအောင်နော်ကျွန်တော်ရဲ့ဗီဒီယိုလေးကမိတ်ဆွေတွေတို့ကြိုးရှိတဲ့ဗီဒီယိုလေးဆိုရင် like and share ပေးကူညီပေးခဲ့ကြဖို့အားလုံးတောင်းဆိုချင်ပါတယ်ခင်ဗျဒါဆိုရင်ဗီဒီယိုလေးကိုဆက်လိုက်ကြအောင်အရင်ဆုံးမိတ်ဆွေတို့ကကိုယ့်ရဲ့ Facebook တွေကိုအရင်လိုက်ပါခင်ဗျဒီဘက်က setting လို့နှိပ်လိုက်ပါခင်ဗျဒီပုံစံ icon လေးနဲ့ setting လေးရှိပါခင်ဗျsupport ဆိုတာလေးရှိပါခင်ဗျအဲ့ဒါလေးတစ်ချက်နှိပ်လိုက်ပါခင်ဗျညာလေးရောက်ပြီဆိုတာနဲ့ဘုတ် problem နှိပ်လိုက်ပါခင်ဗျဒီနေရာမှာမိတ်ဆွေတို့ဒီစာသားလေးကိုနှိပ်လိုက်ပါခင်ဗျကျွန်တော်ပြထားတဲ့စာသားလေးပါဒီနေရာမှာနာမည်ရှင်းချင်တာဖြစ်တဲ့အတွက်ဒီပုံမှာ subscribe ပါလို့ရှာလိုက်ပါမယ်နေရှင်းချင်တာဖြစ်တဲ့အတွက်နေရှင်းလို့ပဲရလိုက်ပါမယ်ဒီနေရာမှာမိတ်ဆွေတို့ how to change username on Facebook ဆိုတဲ့ဟာလို့နှိပ်လိုက်ပါမယ်စာသားလေးပါခင်ဗျဒီလိုမျိုးလေးပေါ်လာပြီဆိုလို့ရှိရင် let us now နှိပ်လိုက်ပါခင်ဗျဒီညမှာမိတ်ဆွေတို့ရှင်းနေတဲ့နာမည်ကိုအပြည့်စုံရေးပြလိုက်ပါခင်ဗျအပေါ်မှာ first name အလယ်မှာ middle name အောက်မှာ last name ဆိုတာလည်းရှိပါခင်ဗျနာမည်ပြည့်စုံရေးပြီးသွားရင်ကိုယ့်ရဲ့ ID မှတ်ပုံတင်နံပါတ်လေးကို ID တင်ပြပါခင်ဗျပုံတစ်ပုံရေးလိုက်ပါမယ်ခင်ဗျပုံထည့်ပြီးသွားပြီဆိုတာနဲ့အောက်ဆုံးမှာကိုယ့်ရဲ့ဆက်သွယ်လာမယ့် email contact email လေးထည့်ပြပါပါခင်ဗျမိတ်ဆွေတို့ဖြည့်စရာရှိတာဖြည့်ပြီးသားဆိုလို့ရှိရင်အောက်က send ဆိုတာလို့နှိပ်လိုက်ပါခင်ဗျ